လော်တော်သားစကားကတ်တော့ဆရာတော်ကလှမ်းကြုံမတင်ချင်ဘူးစကားမများပါဘူးဆိုတဲ့ဂတိနဲ့လိုက်ခွင့်တော့ပြုတ်လိုက်တဲ့လမ်းမှာဖွက်တကောင်ဖြတ်ပြေးတာတွေ့တော့ဆရာတော်ကဒွေးအောင်တတဝါဒီများကြောရိုးတဲရှည်တကိုးလို့ပြောတာကိုလော်တော်သားကဒွေးအောင်တတဝါတိုင်းကြောရိုးရှည်ရမယ်ဆိုကနန်းတွေဆိုရထားတွဲလို့နေမှာဗျာလို့ကတ်တဲ့ဆရာတော်မျက်စောင်းထိုးတော့လော်တော်သားငင်ပုသွားရောတနေရာရောက်တော့ရေတိုက်စားလို့ကမ်းပါပလူနေတာအောင်မြင်တော့တန်ဆောင်နဲ့ရေဆောင်ထဲဆိုတာအဲ့ဒါပေါ့လို့ဆိုပြန်တဲ့လှတော်သားပါဇက်ပြန်လိုက်သေးတယ်နောက်မှပြန်ထိမ့်ပြီးနေလိုက်တယ်မနေလေနွားရိုက်တဲ့ချင်းကသူ့ကြောကိုထိမှာကိုလမ်းခုလက်မှာလှဲကိုရက်ဆရာတော်ကိုလည်းစွမ်းကပ်ဖို့နဲ့နွားတွေလည်းအနားပြင်းဇရက်တစ်ခုမှာစခန်းချကြတာတဲ့ဆရာတော်ကဟေ့ဟကမင်းလည်းအလကားမနေနဲ့တွားရေနွေးတီဖို့ထင်းရှာချီလို့ဆိုတော့ထွက်သွားတယ်တော်တော်နဲ့ပြန်မရောက်ဆရာတော်ကစွမ်းဖုံးပြီးတော့ရေနွေးတောက်ချင်နေပြီလိုက်သွားကြည့်တော့မှထင်းတုံးကိုရေနဲ့လောင်းနေတာတွေ့ရတယ်မီးကြည့်တော့ဆရာတော်ပဲတန်ဆောင်ထက်ရေဆောင်ထက်ဆိုအားဒါကြောင့်ဓာတ်နဲ့မခွဲပဲရေနဲ့ပတ်ခွဲနာလို့ဖြေတယ်ဆရာတော်လည်းသူ့စကားနဲ့သူဆိုတော့အန်ကြည့်နေရတယ်ရေနွေးမတော့ရတော့စိတ်ကမကြည်နှက်ဘူးဒါနဲ့သူ့တကားကတ်တဲ့တင်ပေါ်တီလီအင်ချိုတဲ့ရင်ပင်မြက်ဒီများတဲ့ချိုတကိုးကွက်အကျိုးရေရွတ်တဲ့ဆရာတော်စွမ်းချန်ကိုကပိယနဲ့အတူဝါနေတဲ့လှတော်သားကကိုက်လက်ဆငရုတ်တီးမြဲလေးထောင်ပြတဲ့ဆရာတော်ဒေါသဒီဂရီကမရတော့ဘူးနွားရိတ်တဲ့ကျင်းပြေးဆွဲသည်ကြောကော့အောင်စော်တော့တယ်ဒါတောင်လှတော်သားကမမှတ်သေးပဲယရနာနှစ်ပါးကဲတော်မူပါလို့အော်တဲ့ယရနာဆိုတာ၃ပါးရှိတာဟာကဲဟာနဲ့ဆက်တီးတာယတနာကပားကကိုက်စော်နေတာဘလို့လုတ်ကဲနိုင်မလဲဗျာလို့ပြန်လျှောက်လေတဲ့တခါတုန်းကပကံသားတွေနဲ့ပခန်းသားတွေအနိုင်မခံအရှုံးမပေးစကားပြန်ပြောနေကြပါတယ်ပကံသားကငါတို့ပကံသားများဖြစ်ရတာအင်မကြိုင်ဂုံယူရတာဟဲ့ကျုံသုံးတောင်ဝိုင်းပကံတိုင်းနဲ့ကွာလို့ပြောလိုက်တဲ့ဒီတော့ပခန်းသားကဒီတော့ပေါ့ရတယ်ကွာဟေးငါတို့ကလည်းငရုတ်စုံထောင်ပခန်းသားကွာလို့တုံ့ပြန်လိုက်တဲ့ပခန်းသားကဟေ့အောင်ငါတို့ကကာယနဘေးနဲ့မင်းတို့ဟာဖြင့်ကာယမဆက်လိုက်တာကွာလို့ပြောလိုက်တယ်ပခန်းသားများစကားကိုကတ်ကိုးပုံကဆက်လားမဆက်လားသိချင်ရင်ငါတို့ငရုတ်စုံနဲ့ငရုတ်သီးထောင်းပြီးမျက်လုံးနဲ့ထည့်ကြည့်ပါလားတဲ့အရေးနှိမ်သွားတဲ့ပကံပါလဲဒါဖြင့်ငါတို့ဖျားပွဲစီးကားတာပြိုင်မယ်ကွာလို့နောက်တစ်မျိုးစလိုက်ပါတယ်ပကံသားကလည်းအားကြမခံဟေးငါတို့ဖျားပွဲကလေလူတွေမပြောနဲ့ခွေးတွေကြီးပဲအကောင့်900လာတာကွာလို့ပြောလိုက်တယ်ဒီတော့ပကံသားကအကွက်ဆိုင်ပြီးထင်ပြီးဟာဒီလောက်ပဲလားဟေးငါတို့ဖျားပွဲကလေလူတွေမပြောနဲ့ခွေးတွေကြီးပဲအကောင့်1000လာတာကွာလို့အပိုင်ပြောလိုက်တယ်ဒါပေမဲ့ပကန်းသားတွေဆိုတာခေသူတွေမှမဟုတ်တာစကားကတ်ပြောတဲ့နေရာမှာဆရာကြလွန်းသူတွေလေပကန်းသားကထရက်လိုက်ပြီးပြောတာဆုံးကောင်နားထောင်မှာပေါ့ကွာခွေးကောင်900ဆိုတာကုတ်ကြားတစ်မျိုးတည်းပြောတာကွာလို့လည်းပြောလိုက်ရောပကန်းသားတွေငုတ်တုတ်မိသွားကြပါလေရောတခါတော့ဒီလောက်စကားကတ်တဲ့ပကန်းသားတွေဟာအကြံတစ်ခုရတယ်လှော့တော်သားတွေစကားရကျွဲတယ်ပြောတယ်ပကန်းသားတွေကအတော်ဆုံးဆိုတဲ့သူကိုစကားပြန်ရတော့လှတော်ကိုလွှတ်လိုက်တဲ့ပကန်းသားလည်းလှတော်ကြွားအဝယ်မှာကလေးတယောက်နဲ့တွေ့တယ်ပကန်းသားကဟဲ့ကလေးမင်းကလှတော်သားလားကွာလို့မေးလိုက်တယ်လှတော်သားကလေးကဟုတ်ပါဦးကြီးရာပြောလေဗျာလို့ဆိုပါတယ်ဒီတော့ပကန်းသားကဒါဖြင့်မင်းကိုဖိုက်ဖောက်စားမယ်ကွာလို့ခြောက်လိုက်ပါလေရောလှတော်သားဆိုတာဒါမျိုးလာစင်းလို့တော့ပြေးရမလဲခလေးကဘာပြန်ပြောတယ်မှန်လဲဦးကြီးရဲ့စားခြင်းရင်ဖြင့်ဝိုက်တော်မှာဖောက်ပါနဲ့ဦးကြီးစားခြင်းရင်ယူကျွေးပါမယ်ဗျာတဲ့ပခန်းသားလဲလှတော်သားခလီနဲ့တင်ရောအဝင်ကနေပြန်ပြေးခဲ့ရပါလေရောလား